အခုတော့ကျွန်တော်ရွေးချယ်ထားတာ I am the best I am the best အဓိပ္ပာယ်ဘာသာပြန်မယ်ဆိုရင်တော့ငါလူညံ့တယောက်မဟုတ်ဘူးပေါ့နော်ငါမှစွမ်းရည်ရှိတယ်ငါအကောင်းဆုံးပဲငါမညံ့ဘူးငါစ조사မယ်ငါအတော်ဆုံးဒီလိုအဓိပ္ပာယ်ရမယ်ထင်တယ်လူတယောက်ကလူဖြစ်လာတဲ့အချိန်မှာကိုတကယ်လူဖြစ်ပြီလားလို့စဉ်းစားကြည့်ရင်ရဲရင်ဖြေဖို့ခက်တယ်တကယ်လို့ကျွန်တော်ဟာအသက်10နှစ်သားလောက်မှများတည်ခဲ့ရင်ကုသိုလ်အကုသိုလ်ခွဲမသိဘူးအသိဉာဏ်နဲ့နေထိုင်သူမဟုတ်ဘဲနဲ့တည်ဆုံးတာကြောင့်ကျွန်တော်ကလူဖြစ်တယ်လို့ပြောလို့မရဘူးမနေ့အိယာထားလို့ငှက်ကလေးတချင်းဆိုနေတာကိုကြည့်ပြီးလူတွေကကြည်နူးကြတယ်ငှက်ကလေးတွေဘဝပြောစရာကောင်းလိုက်တာပတ်စံလဲရှာစရာမလိုဘူးငှက်တွေမှာစစ်ပွဲတွေလည်းမရှိဘူးကြည်စမ်းပါအောင်ငှက်တွေစီးပွားရှာစရာလည်းမလိုငှက်တွေမှာနန်းနမိတ်လည်းငှက်တွေမှာမတ်ပုံတွေလည်းမလိုလာဝကယုံလည်းမလိုဘူးရဲစခန်းလည်းမရှိဘူးတဏှာလည်းမရှိဘူးသိကောင်းတာပဲလို့ကျွန်တော်ငငယ်ကတွေးဘူးတယ်ဒီလိုပန်းကလေးတွေကိုကြည့်ပြီးလဲစာရေးဆရာပြီးစိတ်ကူးရင်မှုတယ်ပန်းကလေးဖြစ်ရင်သိကောင်းမှာပဲကွာဘာကြောင့်လဲဆိုတော့ပွန့်ပတ်ကလေးကနှုတ်ညံ့လို့သူ့ပေါ်မှာလာပြီးနားတာကိုလိပ်ပြလေးပဲနားဗရုံးလေးပဲနားမငင်းဘူးကြည်စမ်းမောင်ရနံလေးလည်းရှိတယ်ပန်းလေးဖြစ်ရင်သိကောင်းမှာပဲအဲ့ဒီအတွေးမျိုးတွေရှိခဲ့ဘူးတယ်စာတတ်ပေတဲ့ဆရာသမတော်တွေနဲ့တွေ့တဲ့အခါကိုကလည်းမနေနိုင်ပဲဖွင့်ပြောတော့ဆရာသမတော်များပြုံးတယ်လူအဖြစ်တဲ့ကောင်းတာဘာရှိသေးလို့တော့တဲ့ငှက်တွေမှာစစ်ပွဲမရှိဘူးငှက်တွေမှာပတ်စံသုံးစရာမလိုဘူးဆိုပြီးအားမကျနဲ့တလိษံပုံမှာကုသိုလ်အကုသိုလ်ခွဲခြားပြီးသိတဲ့အသိဉာဏ်မရှိတာကြောင့်သူတို့တွေနေထိုင်ခြင်းဟာသူတို့သေသွားတာကုသိုလ်စိတ်လည်းမရှိအကုသိုလ်စိတ်လည်းမရှိပဲသေတဲ့အတွက်ဒါတွေဟာမမောတွေ့တာမဲ့ဘဝမျိုးမဟုတ်ဘူးဥပမာလူဖြစ်လာတယ်ကိုယ်ရှိမှရွှေဘုံငွေဘုံကြီးတွေ့တယ်အချိန်မရွေးခိုးလို့ရတယ်ခိုးလို့ရရဲ့သားနဲ့မခိုးဘူးဆိုရင်မင်းအသိဉာဏ်ရှိတဲ့သူပဲခိုးခွင့်မရလို့မခိုးတာတဲ့ခိုးခွင့်ရနေရဲ့နဲ့မခိုးတာပိုပြီးမြတ်တယ်ကာမေတုမိစ္ဆာစာရလည်းအတူတူပဲလောက်ခွင့်မရလို့မလောက်တာတဲ့လောက်ဖို့အခွင့်အလမ်းကြုံရက်နဲ့ခေါင်းခါညင်းပြီးတော့ကိုယ့်ဘဝကိုမတ်အောင်ထူထောင်နိုင်ရဒါကမှလူအဖြစ်ကိုရောက်တာအဲ့ဒီအတွေ့ရတဲ့အတွက်လူဖြစ်တာကိုကျွန်တော်ကျေနပ်တယ်ဒါကြောင့်ဒီနေ့ရည်ရွယ်ချက်ကတော့ I am the best ဒါကျွန်တော်တို့ဖတ်ဖူးတဲ့စာတွေကိုဟိုစဒီဆက်ပြီးကျွန်တော်ကနားထောင်ပေါ်ရကောင်းအောင်ဝတ္ထုလေးတစ်ပုဒ်အဖြစ်တို့မို့အကြောင်းအရာလေးတစ်ခုဖြစ်ကျွန်တော်စီစဉ်ပြီးတော့ပြောမှာပါတခါတော့ကအိန္ဒိယနိုင်ငံမှာအက်ဂတ်ဆိုတဲ့လူတစ်ယောက်ရှိတယ်အက်ဂတ်တထေးကြီးပေါ့တထေးကြီးဘလောက်ချမ်းသာတယ်လဲလို့မေးသူကိုယ်တိုင်ဘလောက်ပတ်စံရှိမှန်းမသိလောက်အောင်သူချမ်းသာတယ်သူရှိမှဝန်ထမ်းတွေရှိတယ်နောက်ဆုံးသူကားကိုမောင်းတဲ့ driver သူလာရင်တကားကိုပြစ်ပြီးဖွင့်တဲ့သူသူ့အိမ်မှာထမင်းချက်နေတဲ့သူသူ့ရဲ့ manager သူ့ရဲ့အလုပ်သမားမျက်ရှင်းနေတဲ့သူအမိုက်သိမ့်နေတဲ့သူသူသားသမီးထိမ့်ပေးနေတဲ့သူအားလုံးဟာသူ့เจ้าနေပဲတငယ်ချင်းတွေကြီးပဲเจ้าနေပဲတငယ်ချင်းတွေရဲ့သူ့သားသမီးတွေကြီးပဲသူ့ရှိမှာဝန်ထမ်းအဲ့ဒီအက်ဂါ9တန်းပဲเจ้าနေဘူးတယ်ဒါပေမဲ့အက်ဂါတထေးဖြစ်သွားတဲ့အချိန်မှာမာနာကြီးတာတော့မဟုတ်ဘူးစကားကိုလွတ်အပ်မှပြောတယ်မလွတ်အပ်ဖဲမပြောဘူးသူ့တငယ်ချင်းတွေနဲ့သူဟာသူ့ရှိမှာသူ့တငယ်ချင်းကဝန်ထမ်းအလုပ်သမားဖြစ်နေပေမဲ့သူနဲ့စကားပြောခွင့်မရဘူးသူကလည်းလူကြားသူကြားတဲ့ကိုလွတ်အပ်မှလာတယ်မလွတ်အပ်ရင်မလာဘူးသူလာရင်လည်းအားလုံးကကြောက်တယ်သူစကားတစ်ခွန်းဟာဒုံးနဲ့ရိုက်တာတဲ့နာတယ်သူကအမြဲတမ်းပြောတယ်အလောက်ခွင်ထဲမှာအလောက်လောက်ပြီးမောတဲ့သူရှိတယ်တေးကြတဲ့အလောက်လောက်ပြီးမောတဲ့သူကဘာမှမလုပ်ဘူးတဲ့သူပဲသူလာမှအလုံများကြီးအောင်ဆောင်နေတဲ့သူဟာသူမလာခင်မှာအလုံးမလုပ်တဲ့သူပဲသူသိတယ်သူလာနေပေမဲ့အလုံးမလုပ်ပဲထိုင်နေသူတွေ့တယ်သူကအပြစ်တင်ခြင်းမှတင်တယ်တချို့အလုပ်သမားများကအလုပ်ရှင်လာမှအလုပ်ရှုပ်ပြတဲ့သူတွေရှိမှသူကကောင်းကောင်းသိလို့ဒါကြောင့်သူ့ကိုကြောက်ကြတယ်
သူကအမြဲတမ်းပြောတယ်စင်ကြေတိတ်မပေးနဲ့ပါဇက်ထဲမှာစင်ကြေတွေကိုမျိုးချတဲ့သူဟာတဖြည်းဖြည်းချင်းပိန်လီပြီးဆင်းရဲသွားရောပဲလူဘဝရောက်လာတာစင်ကြေပေးဖို့မဟုတ်ဘူးအခက်ခဲဆိုတာဘာလဲတကယ်တော့တစ်ပင်တွေမှာရှိတဲ့အကိုင်းအခက်လိုပဲအခက်ဆိုရင်ချို့ပြလိုက်အခက်ဆိုရင်ဝါစာပြလိုက်ညှိတွားမနေနဲ့ဒါကတော့အက်ကရဲ့မူပဲသူ့ကိုကြောက်တယ်သူကအလုတ်ကိုတအားကြီးမခိုင်းဘူးအများကြီးမခိုင်းဘူးစနစ်တကျခိုင်းတယ်လုံးလဝရိယထားပြီးအလုတ်လုပ်တယ်ဆိုတာပင်ပန်းလှုပ်ခိုင်းတာမျိုးမဟုတ်ဘူးစီးနဲ့ကန်းနဲ့စနစ်တကျတတ်မှတ်တဲ့အချိန်အတွင်းမှာပြီးအောင်လှုပ်ခိုင်းနေတာဖြစ်တယ်ဝရိယဆိုတာပင်လှုပ်ရတာမျိုးမဟုတ်ဘူးအဲ့တော့သူ့ကိုစကားကြီးပြောတယ်ပေါ့တငယ်ချင်းတွေကထားတော့ဒီလိုနဲ့သူ့အသက်50ပြည့်တဲ့နေ့မှာမွေးနေ့ပွဲကြီးကျင်းပတာသူ့ခြံထဲမှာအဲ့ဒီမွေးနေ့ပွဲကြီးကိုသူကြိုတင်ပြီးစီစဉ်တယ်တစ်လလောက်ကြတဲ့ဒါပေမဲ့မွေးနေ့ပွဲဖိတ်စာကိုဘယ်သူမှသူမခိုင်းဘူးမွေးနေ့ပွဲနီးတဲ့နီးလာပြီနောက်ဆုံးလိုရင်းတိုရှင်ပြောကြစို့မနေ့ပြန်မွေးနေ့ပွဲနီးပြီဆိုမှဒီကနေ့သူကဖိတ်စာဝေတယ်အဲ့ဒီဖိတ်စာမှာအထူးဧည့်သည်တော်တွေအဖြစ်ဘသူ့ကိုဖိတ်ထားလဲဆိုတော့သူ့ဝန်ထမ်းတွေနဲ့သူ့အိမ်မှာရှိတဲ့သူ့တငယ်ချင်းအလုပ်သမားတွေဟာသူ့အတွက်အထူးဧည့်သည်တော်တွေပဲအဲ့ဒီဖိတ်စာရဲ့အောက်ဆုံးမှာစာလေးတစ်ကြောင်းရေးထားတယ်မိမိအလိုရှိတာကိုဤနေရာတွင်စာရေးပြီးတောင်းပါတဲ့ဖြတ်ပိုင်းလေးလဲပါတယ်တောင်းချင်ရကိုစာရေးပြီးတောင်းဝင်ပေးထားတယ်သူကအားလုံးကပြောတာပေါ့အားလုံးကရောက်လာချင်းအဲ့ဒီဖြတ်ပိုင်းလေးကိုဖြတ်ပြီးဖလားတဲ့ကိုထည့်ရမှာရောက်လာချင်းမွေးနေ့ပွဲကိုလာရင်သူ့မွေးနေ့ပွဲတဲ့ဘာ present မှာပေးစရာမလိုဘူးကြောက်ကပဲပေးမှာသူသဘောကအဲ့ဒီမှာရေးရမယ်ကိုလိုချင်တာကိုရေးပြီးဖလားတဲ့ထည့်ရမှာလာကြတာပေါ့သူ့အလုပ်သမားတနည်းအားဖြင့်သူ့တငယ်ချင်းတွေမွေးနေ့ပွဲစားတဲ့အချိန်မှာတောက်ကြစားကြပြောကြပါကြသူကအဲ့ဒီစာရေးတရွယ်ချင်းသူထုတ်ဖတ်တာသူတို့ပြောပါစားတောင်းနေတဲ့အချိန်ပြောကြစို့မွေးနေ့ပွဲကြီးမှာပြောလို့ပါလို့2 နာရီလောက်အချိန်လဲကုန်ရောသူစင်မော်တက်ပြီးစကားပြောတယ်မင်းတို့လိုချင်တာကိုတဲ့ငါသိရပြီတဲ့ဒါပေမဲ့ငါပေးချင်တာမင်းတို့တယောက်မှမတောင်းဘူးတဲ့အဲ့ကပေးချင်တာရှိတယ်သူပေးချင်တာကိုအလုပ်သမားတွေနဲ့သူ့တငယ်ချင်းတွေကတယောက်မှမတောင်းဘူးမင်းတို့လိုချင်တာတွေငါပေးပါမယ်တိုးတော့ငါပေးချင်တာဘာလဲလို့တော့မင်းတို့မမေးသင့်ဘူးလားအားလုံးကကြွက်စီနဲ့စကားများသွားတယ်လိုရင်းပြောကြစို့တယောက်ကထပြီးတော့ပြောတယ်နေငါတို့ဘာပေးဖို့စိတ်ကူးထားတာလဲတဲ့တခုနဲ့ပေးလိုက်တယ်ငါနင်တို့တထေးဖြစ်နေပေးချင်တာတထေးဖြစ်နေပေးချင်တာတဲ့အားလုံးကဝါကနေရည်ပြီးပျော်သွားကြတယ်ဟာတထေးဖြစ်နေဆိုပေးစားမှာအဲ့ကြမှာခုမင်းတို့တောင်းတာငါပေးလိုက်ုံနဲ့ဟိုလိုကျွန်တော်ကြောက်တဲ့စကားပုံဆိုလို့ရှိရင်ကွန်ချက်မပေးဘဲနဲ့ငါကြည့်ပေးသလိုဖြစ်နေမှာသူကကွန်ချက်ပေးချင်တာအားလုံးကကျင်းနေပြီကတထေးဖြစ်နေပေးပါဆိုတော့တထေးဖြစ်နေပေးမယ်ဆိုရင်ငါအเจ้าကိုသိတဲ့သူတယောက်လောက်ထပြောစမ်းငါအเจ้าကိုခါခါနဲ့သိတဲ့သူတယောက်နှစ်ယောက်ထပြောစမ်းဆိုတော့သူနဲ့เจ้าနေပဲတငယ်ချင်းသူ့ချံတကားပေါက်အဖွင့်ပိတ်လုပ်တဲ့အဆောင်ကထပြီးစကားပြောတယ်ဒီကောင်နဲ့ငါတငယ်ချင်းกว่าတယ်သူငယ်က9 တန်းထိတငယ်ချင်းသူ့အမေနဲ့အဖေကကုန်းတယ်ဒီကောင်တယောက်ထဲသောသား9 တန်းမှာဒီကောင်ပျောက်သွားတယ်နောက်ပြန်လာတော့တထေးဖြစ်တယ်ငါဒါပဲသိတယ်မင်းဘယ်ရောက်သွားတာလဲအဲ့သူကမေးတယ်ငါမပျောက်ခင်မှာငါအဖေနဲ့အမေကြောင့်လည်းပြောအောင်လေတဲ့မင်းအမေနဲ့အဖေကကုန်းကူးတယ်ကွာတဲ့မြေပြန့်ကုန်းနေတောင်ပေါ်ကကုန်းနေမြေပြန့်ကိုတနည်းအားဖြင့်ကုန်းကူးပြီးတော့စီးပွားရှာတာငါတို့အဲ့ဒါသိတယ်မင်းအဖေနဲ့အမေကားမောက်ပြီးဆုံးတာလဲငါတို့သိတယ်သူအဲ့ဒီမှာတော့ပြုံးသွားတယ်ဟုတ်တယ်ငါအဖေနဲ့အမေကားမောက်ပြီးဆုံးသွားတယ်ငါအဖေနဲ့အမေမရှိခြင်းကိုကငါဘဝအတွက်ခွန်အားကိုဖြစ်စေတယ်တခါတရံမှာမရှိခြင်းအကျိုးပြုတယ်
ကျွန်တော်အဲ့ဒီမှာ24ပစ္စည်းတွေကနတ္ထိပစ္စည်းကိုပြည့်ပြည့်မြင်လိုက်တာဗျမရှိခြင်းကလည်းအကျိုးပြုတယ်ကျွန်တော်တို့ဆိုအဖေမေသေးရင်ငိုမှာပေါ့9တန်းဒါပေမဲ့ငါအဖေမရှိတာဘလောက်အဖေမေမရှိတာဘလောက်ဒီအကျိုးပြုလဲဆိုအဖေမေမြင်မချသေးဘူးငါအိမ်ကိုရောက်လာတာအကျွေးစရင်အဖေမေထားခဲ့တဲ့အကျွေးစရင်ဒါပေမဲ့အဲ့ဒီအကျွေးစရင်တွေကဟုတ်တာလဲပါမယ်မဟုတ်တာလဲပါမယ်တပတ်လူဒုက္ခရောက်နေချိန်မှာပေါ်ပြီးပြထားတဲ့စရင်တွေလည်းဖြစ်ချင်းဖြစ်မယ်ငါဒီအကျွေးတွေကိုမဆက်နိုင်တဲ့အတွက်မင်းသိပါတယ်တဲ့ငါတို့ကြောင်းသွားတဲ့လမ်းကရေအိုင်ကြီးရှိတယ်ရေအိုင်ကြီးကပုတ်စော်တွေနန်တာပုတ်စော်တွေနန်လို့မင်းနဲ့ငါနှာခေါင်းပိတ်ပြီးရေအိုင်သားရောက်ရင်ကြောင်းကိုအပြေးသွားရတာပုတ်စော်နန်ကိုနှာခေါင်းထဲကိုဝင်လို့ရှိရင်အန်ဂျင်လုံးလို့နှာခေါင်းပိတ်ပြေးရတာအဲ့လိုပြေးနေလက်ကလေးဖွင့်လိုက်တဲ့အချိန်မှာမမျော်မလင့်ငါအနံ့တစ်ခုရတယ်မွေးတဲ့အနံ့အဲ့ဒါဘာလဲဆိုရင်ရေအိုင်ထဲမှာရှိနေတဲ့ကြာပန်းတွေရဲ့အနံ့ကြာပန်းရဲ့အနံ့ကကြာပန်းကိုနမ်းမှုလားမသိဘူးမွေးရနံ့ရှိလားမရှိသလောက်ပဲနော်ကြာပန်းရနံ့တောင် तू ရတယ်ဆိုတော့ तू ကတော့သတိထားမိလို့ဖြစ်မှာပေါ့ကြာတွေမှာရနံ့ရှိတယ်ဆိုတာကျွန်တော်တို့ကြားတာကြားဘူးတာနော်တကယ်ကြာတွေကိုအနံ့ခံကြည့်ရင်အနံ့မရှိသလောက်ပဲ तू ပြောတယ်ဗျငါကြာရနံ့ကိုရတယ်တဲ့ငါစဉ်းစားတယ်ကွာဒီလောက်ပုတ်သုံးနေတဲ့ရေအိုင်ထဲမှာတောင်မှမွေးပြက်နဲ့တနည်းအားဖြင့်ရနံ့ရှိတဲ့ပန်းအယောင်ဆုံးပန်းနေဖြစ်နိုင်သေးတာငါဘာလို့မဖြစ်နိုင်ရမှာလဲပထမဦးဆုံးတွားနေကြလာနေကြလမ်းလေးပေါ်ကအဖြစ်ပြက်ကိုသူ့ဘဝအတွက်သူယူတယ်လူတွေကနေ့စဉ်မြင်တွေ့နေရတဲ့ထက်အဖြစ်ပြက်ကိုမယူဘူးသူများပြောတာကိုနားထောင်တယ်သူများရေးတဲ့စာကိုဖတ်တယ်ပြီးအပေါ်ယံနဲ့ပြီးသွားတယ်သူကじゃသူ့ကိုယ်ပိုင်ဉာဏ်နဲ့မြင်လိုက်တာဒီလောက်ပုတ်သုံးနေတဲ့ရေအိုင်မှာတောင်မှလှတဲ့ပန်းတွေပွင့်သေးရင်ငါဘဝဟာရေပုတ်အိုင်ကြီးဆိုဘာလို့ငါပန်းတစ်ပွင့်မဖြစ်နိုင်ရမှာလဲငါအဲ့ဒီစိတ်နဲ့ရွာကထွက်ခဲ့တယ်မင်းဘယ်ရောက်သွားလဲတဲ့မေးတာအလုံးမရှိဘူးမရှိတော့ तू စပြီးအလုံးလောက်တယ် तू စဉ်းစားတယ်ငယ်ငယ်လေးတွေကကျောင်းဆရာမတွေစုံးမတဲ့ထဲမှာစကားတခွန်းပါတာ तू တတိပြုမိတယ်တဲ့အဲ့ဒီစကားလူတိုင်းကလည်းပြောတဲ့စကားအသက်ကြီးဝါကြီးများလည်းပြောတဲ့စကားဆရာမတွေလည်းပြောတဲ့စကား तू နားထဲမှာ तू မယုံတော့ယုံတော့ဖြစ်တဲ့စကားတခွန်းရှိတယ် तू အဲ့လက်တွေစမ်းသပ်ခြင်းတယ်အဲ့ဒါဘာလဲဆိုရင်ကြီးပွားခြင်းရင်စာဖတ်ရတယ် तू အဲ့တော့ तू မယုံဘူးစာဖတ်လို့ရှိရင်အချိန်ကုန်သွားတာပဲအဖတ်တင်မှာပေါ့ဘလို့ကြီးပွားမလဲဒါပေမဲ့ तू အဲ့ဒါကိုစမ်းသပ်ခြင်းတဲ့အတွက်စာဖတ်ဖို့ဆိုရင်စာအုပ်ဝယ်ဖို့ပတ်စံသူ့မှာမရှိဘူးစာအုပ်ဆိုင်သွားပြီးလဲဖတ်လို့ကမဖြစ်တော့ဘာလို့ရင်ကောင်းမလဲလို့စဉ်းစားရင်းနဲ့ပုံနှိပ်ဆက်မှာအလုပ်ဝင်လုပ်တာခဲစလုံးစီတဲ့ရှိမှာဟိုခေတ်ကခဲစလုံးပေါ့ဒီနေ့ကလို့ဆို type writer ဖြစ်မှာပေါ့ဗျာခဲစလုံးစီတဲ့ရှိမှာ तू ကအလုပ်ဝင်လုပ်တယ်အဲ့တော့ခဲစလုံးစီပြီးဆိုမှ तू ဘာလို့ခွင့်ရပြီတော့စာဖတ်ခွင့်ရပြီသူများအလုပ်သမားတွေကအလုပ်လာလုပ်တာပတ်စံလိုချင်လို့ तू လုပ်တာကစာဖတ်ချင်လို့ရွေးချက်ချင်းမတူဘူးလောကအဲ့လာပဲဗျရှိုင်းကိုရောက်လာတဲ့သူတိုင်းရွေးချက်မတူဘူးနော်ရောက်လာခြင်းတော့ခုဒီကုံပေါ်ထိုင်နေတာချင်းတော့အတူတူပဲရွေးချက်ချင်းမတူဘူးကျွန်တော်အဲ့ဒါကိုသတိပြုမိတယ်လူဘဝမှာလူဟာဒီကားပေါ်အတူထိုင်တာချင်းတူရွေးချက်တွေမတူဘူးတော်တော်များများပတ်စံလိုချင်လို့လာလောက်တာ तू ကကြတော့စာဖတ်ချင်လို့ဆိုတော့ तू များခဲစာစီတဲ့အခါတနေ့ကိုစာမျက်နှာ20ပြီးရင် तू က100လောက်ပြီးတယ်အလုပ်ရှင်အရန်သဘောကျတာအလုပ်တွေအများကြီးပြီးတာဟုတ်အဲ့တော့ तू ဟာနေ့စဉ်ရတဲ့ဝင်ငွေတွေပိုရတယ်အဲ့ဒီအလုပ်ရှင်အိမ်မှာမနေ့စာနေ့လယ်စာညနေစာပူစရာမလို့တော့ तू ပတ်စံအဒရင်စုမိတယ် तू အဲ့ဒီပတ်စံ तू စွတ်ထားတယ် तू က तू အများအားပြောတာရှိတယ်လူတွေကသတိမပြုမိလို့အခက်ခဲနဲ့အခွင့်အလမ်းကိုခွဲခြားပြီးမမြင်ဘူးဒုက္ခသေးသေးလေးကိုအခက်ခဲလို့ခေါ်တယ်ဒုက္ခကြီးကြီးကိုတော့အခွင့်အလမ်းလို့ခေါ်တယ်ဒါသူငယ်ငယ်လေးကမြင်တာဒုက္ခသေးသေးလေးကအခက်ခဲဒုက္ခကြီးကြီးရတော့အခွင့်အလမ်းလို့သူကမြင်တာအဲ့ဒါကြောင့်မို့လို့သူကခတ်တီတီပဲ
သူ့ဘဝအခက်အခဲကြီးကိုအခွင့်အလမ်းလို့မြင်ပြီးစာတွေစွတ်ဖတ်တာအဲ့တော့သူ့ရဲ့သတင်းကတခြားပုံနှိပ်တိုက်တွေပါနာမည်ရတာပေါ့ဒီကလေးလေးကအလုတ်တအားလောက်တာဘလောက်ဒီအလုတ်လောက်တယ်လဲဆိုလို့ရှိရင်တနေ့ကိုစာမျက်နှာ100လောက်ဒီသူခဲစလုံးစီနိုင်တယ်ပေါ့သူကတော့ခဲစလုံးစီရင်းနဲ့စာတော်များများဖတ်ဖြစ်တဲ့အချိန်မှာတခါတရံသူနားမလဲတဲ့စာတွေကိုသူတွေ့ရစီတာတချို့အင်္ဂလိပ်စာကိုသူနားမလဲဘူးတချို့စာပေကိုသူအဲ့ဒီခါမှာတင်ဘာသာစကားတစ်ခုတည်းနဲ့အလုံးမဖြစ်ဘူးနောက်တဲ့ဘာသာစကားတစ်ခုတက်ဖို့လိုတယ်ဆိုတာသိတာကြောင့်ခဲစလုံးလာစီပြီးသူများတွေမစီခြင်းနဲ့ခဲစလုံးမှာသူကရွေးပြီးစီတာအဲ့ဒီခါမှာသူကနောက်တဲ့ another language တစ်ခုကိုလည်းသူတဖြည်းဖြည်းချင်းနားလည်တယ်လို့ဖြစ်လာတယ်ပြောချင်တာတော့သူဟာအလုတ်ခွင်ထဲမှာအလုတ်လုံနေတာအပြင်သူကသင်ယူမှုတစ်ခုကိုပါလုံနေတာငွေအတွက်အလုတ်လောက်တာမဟုတ်ဘူးဘဝเจ้าတော်ကြီးကိုတက်ချင်းဆိုတဲ့စိတ်ဒီနေရာမှာကျွန်တော်ဇလန်းနဲ့မဆိုင်တဲ့စကားလေးတစ်ခုဝန်ခံစရာရှိလို့ကျွန်တော်တို့လည်းဒီလိုအနေထားရောက်ဖို့အတွက်စာဖတ်ရင်းနဲ့သိလာတာအစကတော့သူ့လိုကိုလိုပဲသို့တော့ဘယ်လောက်လို့သင်ယူမှုဆိုတဲ့စိတ်ကျွန်တော်ထဲကဲထားတော့အဲ့ဒီလိုလုံနေရင်တရက်တော့သူကပတ်စာနေသူကတော်တော်စုမိနေပြီဘလောက်တီစုပြီးတယ်လဲဆိုရင်သူတော်တော်များများရနေတဲ့ပတ်စာနေရသူ့အလုံးရှင်ထမ်းမဲ့အတ္တသူကသူ့အလုံးရှင်ကသူ့ကိုသဘောကျတယ်မင်းဖတ်ထားတဲ့စာတွေကတချို့ပြောပြစမ်းပါဆိုလေသူကတော်တော်များများပြောပြနိုင်တယ်ပြဿနာတရက်ကြုံလာပြီဆိုရင်လူတော်တော်များများကပြဿနာကိုဖြေရှင်းဖို့တဲ့အဲ့ဒီပြဿနာကိုမကြည့်ကြည့်အောင်လုပ်တဲ့လူကလောကကြီးမှာအများကြီးပြဿနာကိုဖြေရှင်းသူကဖြစ်ချင်တာလောကကြီးမှာပြဿနာကိုရှောင်လွဲလို့ရတဲ့နေရာမရှိဘူးပြဿနာဆိုတာအချိန်တိုင်းရှိနေတာမို့လို့ပြဿနာကိုဖြေရှင်းတိုင်းတိုးတက်တဲ့အမြင်ကိုရစေတယ်ဒါကြောင့်ပြဿနာကိုဘယ်တော့မှရှောင်လွဲပြီးမသွားပါနဲ့ဒါသူဟာပြဿနာကြီးတွေ့လေတဲ့အတွက်ယာရုကြီးရဖို့အခွင့်အလမ်းပဲတချို့ပြဿနာကြီးရင်ဘာဖြစ်တာတော့အလို့ရှင်ကနေတာဝန်ကြီးပေးရင်ရှောင်တာအမလေးကျမအဲ့ဒီနေတော့မသွားမရစေနဲ့ပြဿနာအကြီးနောက်မှာအခွင့်အလမ်းအကြီးရှိတယ်ဆိုတာလူတွေကမသိဘူးကျွန်တော်ကသိတယ်ဒါကြောင့်ကျွန်တော်ခတ်တာတွေခိုင်းစမ်းပါညဆိုရင်ဖျားကြတော့ရင်ကျွန်တော်ဘလို့ကြော့တယ်မှတ်တော့သူတကယ်ချင်းနေပြောတာဦးကောင်းထဲမှာအခက်ခဲတွေထပ်ပေးစမ်းပါအဲ့ဒီခါကျမှညအိမ်ရင်ဖြည့်ရှင်းနည်းတွေအိမ်မက်ပြီးအိတ်ခွင့်ရမှာမို့လို့ပါပန်းထဲမှာဘယ်ပန်းကိုအကြိုက်ဆုံးလဲမေးရင်နှင်းစီပန်းကိုအကြိုက်ဆုံးဘာကြောင့်လဲဆိုရင်စူးပါလို့တခြားပန်းကအလွယ်တကူခူးလို့စွတ်လို့ရတယ်နှင်းစီကြတော့စူးကိုရှောင်ပြီးခူးရတာကဘဝရဲ့အတိတ်ပဲသူအခက်ခဲကိုအဲ့လိုသဘောထားတဲ့သူဒါကြောင့်မလို့အလုတ်ရှင်ကသူ့ကိုသိသဘောကျတယ်လိုရင်းပြောကြစို့တနေ့ကျတော့ခဲစလုံးစီဖို့လာတာမဟုတ်ဖ ೇನೆ ရှုံကိုစာရေးပြီးမီးဖုတ်ခိုင်းတာဘယ်နေရာမှလက်သက်မခံလို့နာမည်ကြီးလို့ဒီရောက်လာတာအဲ့တော့သူကမီးဖုတ်တဲ့နီးလဲမသိဘူးလို့သူထင်တာသူဖတ်ထားတဲ့စာအရရှုံကိုမီးဖုတ်နီးလဲသူကသိတယ်ရှုံကိုဘယ်နေရာရှုံကမီးဖုတ်လို့ကောင်းတယ်ရေပမာဏဘယ်လောက်ရောရမယ်စာဘယ်လိုရေးရမယ်သူကသိနေတော့သူရှိလာအပ်တဲ့ခါမှာအလုတ်ရှင်ကသူ့ကိုခေါ်တွေ့ပေးတယ်လာအပ်တဲ့သူမင်းလုံနိုင်မလားသူလုံနိုင်မယ်လို့အာမခံအော်သွားတယ်အဲ့ဒီကမင်းလောက်အားကဘယ်လောက်ယူမလဲဆိုတော့ကျွန်တော်ပတ်စံမလို့ခြင်းဘူးတဲ့ဘာကြောင့်လဲဆိုတော့နေ့စဉ်ကျွန်တော်မှာဝင်ငွေရှိတယ်တဲ့ကျွန်တော်ခမရရှိကပတ်စံမလို့ခြင်းဘူးမင်းဘာလို့ခြင်းလဲတဲ့ကျွန်တော်တထေးဖြစ်ခြင်းတယ်ဗျာတဲ့ကျွန်တော်ဒီဘဝမှာအကြာကြီးမနေခြင်းဘူးတဲ့အလုံးရှင်ရှေ့မှာပြောင်ပြောတာကြောက်ဒီဘဝမှာအကြာကြီးကျွန်တော်တို့နဲ့ကြွားတယ်ကျွန်တော်တို့ကဒီအလောက်ကပြုတ်မှာကြောက်တာသူကကျွန်တော်ဒီအလောက်မှာအကြာကြီးမနေခြင်းဘူးတဲ့ကျွန်တော်ဒီတဲ့တိုးတက်နိုင်ခြင်းရှိတယ်အခွင့်အလမ်းရှိတဲ့အလုပ်တစ်ခုကျုပ်လုပ်ခြင်းတယ်ကျုပ်ခမရရှိကတောင်းဆိုတာအလုပ်မဟုတ်ဘူးတထေးဖြစ်ခြင်းတယ်ပြုံးသွားတယ်ဗျသူပြောလိုက်တဲ့သူဟာအိန္ဒိယနိုင်ငံမှာရှိတဲ့စာဓာတ်ပေဓာတ်ပေါမောက်ခါကြီးမှန် तू ကမသိဘူး तू ရိုးလေးပြောလိုက်တာကဲ तू အာမခန္ဓာ2လအာမခန္ဓာ2လအတွင်းပြီးအောင်လှုပ်ပေးတာအဲ့ဒီမှာတင်သဘောကျပြီးတော့
မင်းဒီလောက်ကထွက်ရောမင်းကိုငါခိုင်းပြီမင်းတထဲဖြစ်ချင်ကြောင်မီးသွေးကုမ္ပဏီမှာအလုပ်လုပ်ကြောင်မီးသွေးကုမ္ပဏီဆိုတာတောထဲမှာနေရတဲ့တစ်အချက်အလုံးပင်ပန်းတယ်စာဖတ်ဖို့အခွင့်အလမ်းမရှိဘူးမီးမိန်ငါဖျားဖြစ်နိုင်တယ်သို့တော့ဝင်ငွေကတော့ခန်းစလုံးစီတာတဲ့10စားလောက်ရတယ်သူကတော့ထပ်ပြီးတောင်းဆိုတယ်ဘယ်နေရာမှာသွားလို့မှာတောတဲ့တောင်တယ်ဟာကျွန်တော်စာဖတ်ချင်တာတဲ့ကျွန်တော်စာမဖတ်ဘဲမနေနိုင်တော့ဘူးတဲ့လောကကြီးမှာအကျင့်ပဲဗျဘယ်လို့မဆိုအကျင့်အမြဲစာဖတ်တဲ့သူကစာဖတ်ချင်တယ် Facebook ပုတ်တဲ့သူကအမြဲတမ်းပုတ်ချင်တယ်မနေ့မိုးလင်းတာနဲ့ဖရသတိမရဘူးအိမ်သားနဲ့သွားရင်တော့တယ်လီဖုန်းလေးနဲ့သွားတာဒီခေတ်ကျွန်တော် lifestyle ကြီးပြောင်းသွားတာအကျင့်ပဲစလိတ်တောက်တာအကျင့်ခိုးတာလဲရိုးသားတာလဲအကျင့်ခိုးစားတာလဲအကျင့်ကျွန်တော်တိုင်းပြည်မှာခိုးတာအကျင့်ဖြစ်တော့တော်တော်ဖျက်ခက်နေတယ်အခုကျွန်တော်လက်ရှိဖြစ်နေတာတူကိုခိုးတာကြီးပဲဗျအကျင့်ဟာအရေးကြီးတော့ तू ကစာမဖတ်ပဲမနေနိုင်ဘူးတဲ့တော့ခင်ဗျာကျုပ်တော်တစ်ခုကူညီပြတဲ့ကျုပ်စီကိုစာအုပ်ပုတ်ပေးပါအ ਨੇ ဆုံးဗျာတစ်ပတ်ကို3အုပ်လောက်ပို့ပါဟာမင်းမများဘူးလားတဲ့ပြီးပါမလားတဲ့ဟာကျုပ်ပြီးအောင်ဖတ်မယ်အလုပ်ချိန်8နာရီရှိတယ်ဗျာတဲ့8-3လီ24အဲ့ချိန်8နာရီအလုပ်လုပ်ချိန်8နာရီဖိစာဖတ်ချိန်8နာရီရှိတာပဲတဲ့ချမ်းသာတဲ့သူလည်း24နာရီပဲသရောင်းစားလည်း24နာရီပဲသမမုဒ္ဒဖြစ်တော်မူတဲ့မြတ်စွာဘုရားလည်း24နာရီပဲဒေဝရလည်း24နာရီရတာပဲဘုရားအောင်ဆန်းလည်း24နာရီရတာပဲဟောပုဂ္ဂိုလ်ကြီးတွေလည်း24နာရီရတာပဲခမည်းတော်ကျုပ်တို့လည်း24နာရီဒါပေမဲ့24နာရီကိုဘယ်လိုအသုံးချမယ်ဆိုတဲ့ဤစနစ်ပေါ်မူတည်တယ်ကျွန်တော်မှာစာဖတ်ခြင်း8နာရီရှိတယ်လေတဲ့ဘလောက်အလုံးများကျုပ်ဖတ်မှာပေါ့တဲ့လိုရင်းပြောကြစို့ကျုပ်ကိုအဲ့ဒီတပတ်ကိုစာအုပ်တော့ပို့ပေးနိုင်တော့ကျုပ်ဖတ်မယ်ဒါနဲ့ပြောကြစို့အလောက်သွားကနေမှာအဲ့ဒီလူကြီးကိုယ်တိုင်မိထားပေါ်တင်ပေးတာသူနဲ့စိန်ခေါ်တဲ့စကားတခွန်းမင်းနဲ့အဲ့ဒီအလုံးမှာ9နှစ်လောက်ရမယ်တဲ့9နှစ်အတွင်းမင်းအလုံးမထွက်ရအောင်ဘလောက်ပင်ပန်းမင်းခရီးပေးတယ်မလားတဲ့ဟာပေးတယ်အလောက်ကိုမသွားသေးဘူး9နှစ်ဒီကိလို့ဆိုစာချုပ်တဲ့သဘောပေါ့မင်းရတဲ့ပတ်စံကိုလာစဉ်ဖန်အပ်ရမယ်မင်းအပ်တဲ့ပတ်စံနဲ့ပထမတစ်နှစ်မှာမင်းကဖန်မှာရူပီ1000အနိုင်ရင်9စာပေးမယ်9000ဒုတိယနှစ်မှာမင်းအနိုင်တဲ့ပတ်စံရဲ့10စာပေးမယ်တတိယနှစ်မှာမင်းအနိုင်တဲ့ပတ်စံနဲ့15စာပေးမယ်9ခုစီတိုးပြီးတော့စိန်ခေါ်တာတပြားမသုံးရဘူးဘာလဲဆိုလုပ်ငန်းခွင်ကကျွေးမှာဟုတ်အဲ့ဒီမှာတော့ကျွန်တော်တိုင်းပြည်နဲ့မတူဘူးကျွန်တော်တိုင်းပြည်ကဖျားရင်ကိုယ်ပတ်စံနဲ့ကုန်တာသူတို့လုပ်ငန်းခွင်ထဲမှာသူတို့အကုန်တာဝန်ယူတော့ကုန်စရာမရှိဘူးသူအာမခံတယ်တပြားမှမပိုးစရာဘူးတပြားရော့တာနဲ့အဲ့ဒီ9စာမရတော့ဘူးသူအဲ့ဒါတစ်ချက်အာမခံတယ်ဆိုလိုချင်တာချမ်းသာခြင်းစုဆောင်းချွေထားရတယ်ဆိုတော့သင်ပေးတာဗျနောက်မှကျွန်တော်တို့နားလေတယ်ချမ်းသာခြင်းစာဖတ်ရတယ်ဆိုတာကိုကျွန်တော်အခုဖတ်ဖူးတဲ့စာလေးကကျွန်တော်ကိုသင်ပေးတာဒါရတ္တသဘောနဲ့ပြောတာချမ်းသာခြင်းလျင်တစ်စာဖတ်ပါနှစ်ပတ်စံစုပါဆိုခေါင်းထဲအတောက်လိုက်ကြီးကြဝင်လို့မကောင်းဘူးခုကျပြပြလေးနဲ့ကျွန်တော်ဝင်သွားတာနောက်တစ်ချက်မင်းနဲ့ငါပြောမယ်တဲ့မင်းအခုလောက်ရမယ်တဲ့တတ္ထုမိုင်းကကြောင်မီးသေးမိုင်းကမင်းတို့တဲတဲ့စခန်းနဲ့ဆိုလို့ရှိရင်3မိုင်ဝေးတယ်တဲ့3မိုင်မင်းစခန်းကနေပြီးတော့တမိုင်မရှိတရှိမှာချောင်းလေးတစ်ခုမင်းဖြတ်လိုက်မယ်တဲ့ရေကြီးချောင်းလေးရှိတယ်ကွာတဲ့တရားရေကြီးချောင်းလေးရကွာလုံအောင်ကျော်ကျယ်လို့ရှိရင်ပေ90ပေါ့တဲ့မင်းနေတဲ့စခန်းကနေတမိုင်လောက်သွားတရားတွေ့တရားဖြတ်ပြီး2မိုင်နေမှာတထုမိုင်ကိုရောက်မှာမင်းရှိရငါဂရိတစ်ခုတောင်းမယ်မင်းအဲ့ရထမျက်နာသစ်အစာစားပြီးရင်အလုတ်တရားထိတ်ကိုရောက်တာနဲ့ကြောက်ခက်တစ်လုံးကိုကောက်ပါကောက်ပြီးရင်ချောင်းထဲကိုပြစ်ချပါအဲ့ရထမယ်မျက်နာသစ်မယ်အစာစားမယ်ပြီးရင်အလုတ်သွားမယ်လမ်းလျှောက်မယ်ဘာတွေ့မလို့တရားတွေ့ရင်ဘာကိုကောက်ခဲကိုကောက်ပြီးပြစ်ချပြီးရင်အလုတ်သွားပါအဲ့ဒီအလုတ်ကိုလည်း9နှစ်စလုံးမပြတ်လောက်ရမယ်နော်တဲ့တော်ပဲခရီးပေးတယ်နေပါမင်းရေတော့ခဲချမကြငါဘလို့သိမှာလဲတဲ့ဟုတ်တယ်လေ
ပတ်စံသာအရင်သိနေတယ်ငါဘယ်လိုလုပ်သိမှာလဲတဲ့ခမည်းမသိရင်ပဲကြောက်သိပါတယ်တဲ့အဲ့စကားသိအရေးကြီးတယ်ခမည်းမသိပေမဲ့လောကကြီးမှာဘယ်သူမှမသိပေမဲ့ကိုသိတယ်ကိုသိမှုကအရေးအကြီးဆုံးပဲဒါကြောင့်လူတွေကခက်တယ်ဗျသူများအကြောင်းသာသိဖို့ကြိုးစားတာကိုအကြောင်းသိဖို့ကြမကြိုးစားဘူးလူတွေကိုအကြောင်းများကိုတကယ်သိတယ်ထင်လားကိုအကြောင်းသာကိုသိကြရေးဆိုငါဟာတော်တော်ကိုစိတ်ဓာတ်အောက်တန်းကြပါလားငါဟာတော်တော်ခြေထိုးတတ်ပါလားငါလူလိန်တယောက်ငါသခိုးတယောက်တစ်ခါမှမတွေးဘူးနော်လူတွေကကိုအကြောင်းကိုမတွေးဘူးသူကပြောတယ်ကျုပ်အကြောင်းကျုပ်သိပါတယ်ထားတော့ခရီးပေးပြီးသူအလုတ်ခွင်သွားပြီအသက်အရွယ်ကလည်းရှိလာလို့ရှိရင်18နှစ်ဝန်းကျင်ဆိုတော့အကောင်းမောင်းတန်အရွယ်ပေါ့တကယ်ချင်းတော်တော်များများကအလုတ်ခွင်ထဲမှာအရက်တောက်ကြတယ်ရတဲ့လာကနဲ့အရက်တောက်တယ်တချို့ကဖဲရိုက်တယ်တချို့တွေကတော့လောင်းကစားနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်တယ်သူဘာလုပ်တော့စာဖတ်တယ်လူတွေကသူ့ကိုအယူလို့ပြောကြအယူလို့ပြောတိုင်း तू ကတကယ်ချင်းနေကြည့်ပြီးပြောင်းမဲ့ပြတယ်ဘယ်တော့မှစိတ်မစိုးဘူးဘာကြောင့်လဲဆိုတော့ငါလဲယူတယ်လို့မင်းလဲယူတာပဲမင်းယူတာနဲ့ငါယူတာအယူချင်းတူရင်တောင်ငါနည်းနည်းအစ်စ်မြင့်တယ်စာယူပေယူမလို့မင်းကလောင်းကစားယူလေမင်းကအရက်ယူတာပြောလဲဘယ်တော့မှစိတ်မစိုးဘူးတကယ်ချင်းတွေကသူ့ငကြောင်ငပေါင်းအယူလို့သုံးတာနှက်ချီဘာမှမသုံးလို့ဘယ်လိုပြော तू ကဂယုမဆိုင်ဘူးအလောက်သွားတယ်အဲ့ရထားတယ်ကြောက်ခဲလေးကိုကောက်တယ်ပြစ်တယ်တနေ့ကျတော့အလောက်လောက်နေရင်နဲ့တနှစ်ကျော်2နှစ်လောက်နေတော့တရားထိတ်မှာကြောက်ခဲကိုကောက်ပြီးပြစ်ဖို့ तू မေ့သွားတယ်ဗျမေ့သွားပြီးတတ်ထုမိုင်းကိုရောက်တော့မှသတိရတာသူ့ဘေးကတငယ်ချင်းဟာတငယ်ချင်းကကြောက်ခဲလည်းမပြစ်ခဲ့ရသေးဘူးခဏနေဆိုပြန်ပြေးတာဗဒမိုင်းပြန်ပြေးရတော့2မိုင်ပြေးရတာပေါ့2မိုင်ပြေးတော့တရားကိုပြီးတော့ तू ကြောက်ခဲကောက်သေးတယ် तू ချောင်းနဲ့လည်းပြစ်မယ်ကြအောင်ဟာမဟုတ်သေးဘူးငါဂရီပေးတာဒီဘက်ကကြောက်ခဲမဟုတ်ဘူးဟိုဘက်ကကြောက်ခဲဆိုပေ90ကျင်တဲ့တော့ဖြတ်ပြေးကြောက်ခဲကိုကောက်ပြစ်အဲ့ဒါကိုလူတွေကသူနဲ့သူ့တဲ့အလုံးနောက်ကျလာသူတွေကဒီကောင်အယူပဲကြောက်ခဲပြစ်မယ်ကြလိုက်ချလိုက်ဟိုဘက်လာပြီးပြစ်လိုက်ဟာပြီးတော့ပြန်ပြေးသွားတခါတည်းမေ့ရတယ်သူအားတဲ့9နှစ်အတွင်းမှာအဲ့လိုကြောက်ခဲကိုကောက်ပစ်ဖို့မေ့တာမျိုး14-15ချိန်လောက်ဖြစ်ခဲ့ဘူးတယ်အဲ့ဒီလိုဖြစ်တိုင်းလဲပြန်ပြေးပြီးပြစ်တာကိုတငယ်ချင်းတွေကဟားတိုက်ပြီးရဲတယ်ကျွန်တော်နောက်မှသုံးသပ်မိတယ်လူတယောက်ကအလုပ်တစ်ခုလုပ်ဖို့အတွက်ကြီးပွားခြင်းဇွဲရှိရတယ်ဒါသိကြတယ်ပေးထားတဲ့ဂရီကိုမဖောက်ဖျက်ရဘူးဒါတွေကိုပြောတာဗျဒီစာကဘယ်သူသိမသိကိုသိတယ်သူအဲ့လိုပြစ်တာသူကပေးထားပြီးသားဟိုမှာလက်ကလည်းသွားနေ9နှစ်ပြည့်တော့သူပြန်လာတယ်ဗျဘန်ထဲမှာပတ်စံတွေကအများကြီးရပြီသူ့ကိုမေးတယ်မင်းနဲ့ဒီပတ်စံတွေဘာလုပ်မှလဲတဲ့ပတ်စံဆိုတာဒီတိုင်းထားရင်စက်ကူပဲနော်တဲ့ပတ်စံဆိုတာဒီတိုင်းထားရင်စက်ကူပဲတဲ့မင်းပတ်စံကိုငွေဖြစ်အောင်မင်းဘယ်လိုလုပ်မလဲဆိုသူကရည်တယ်ဗျကျွန်တော်ပတ်စံကိုငွေလုပ်တယ်နေကျွန်တော်သိပြီးပြီတဲ့စာဖတ်လို့သိတာမင်းဘယ်လိုလုပ်မလဲတဲ့ကျွန်တော်မွန်ဘာရဲ့ဘေးနားမှာတောမြေတွေရှိတယ်ကျွန်တော်မြေတွေဝယ်မယ်တဲ့မြေတွေဝယ်မယ်သူဟုတ်ပြီတဲ့မင်းမြေဝယ်ပြီးဘာလုပ်မှလဲတဲ့ဟာမြေဝယ်ပြီးလို့ရှိရင်အဲ့ဒီဒေတာလူတွေအလုပ်ပေးမှာပေါ့တဲ့မြေက100ဝယ်မယ်ဗျာတဲ့100ဝယ်ပြီးလမ်းဖောက်မယ်အဲ့အတွက်ကျွန်တော်ပတ်စံနေကုန်သွားမှာပဲတဲ့သို့တော့အဲ့ဒီမြေက100တွေကမြေက20လောက်ပြန်ရအောင်ဒီပတ်စံနေပြန်ပြီးရမှာပဲလေတဲ့မြေတွေဝယ်လိုက်လမ်းတွေဖောက်လိုက်အစောအုံတွေလှုပ်လိုက်နဲ့သူဟာတစကြီးပွားလာရင်နဲ့ဒီတထေးဘဝကိုသူရောက်တာသူ့တငယ်ချင်းတွေကနားထောင်ပြီးတော့သူ့ကိုလေအော်နေတယ်အေးကွာတဲ့မင်းကြောင်းကြတော့မင်းက9တန်းလောက်ပဲမင်းကနေခဲ့ရပြီးတော့မင်းဒါတွေဘယ်လုပ်သိတာလဲတဲ့ချက်ကတော့စာဖတ်လို့နှစ်ချက်ကတော့ဖတ်တဲ့စာတွေကိုဒီတိုင်းမထားပဲနဲ့လူ့ဘဝမှာအသုံးချလို့တငယ်ချင်းကြီးပွားခြင်းတစ်စိတ်ကောင်းရှိရတယ်စိတ်ကောင်းရှိတယ်ဆိုတာကတော့မဟာကန္တန်ကိုဆရာတော်ဘုရားကြီးကလည်းနံပါတ်1အနေနဲ့ပြောတယ်ကျွန်တော်ဒီကနေ့စိတ်ကောင်းရှိတယ်ဆိုတဲ့စကား
ကျွန်တော်အကြိုက်ဆုံးစကားပဲစိတ်ကောင်းရှိတယ်ဆိုတာကုသိုလ်စိတ်လို့ပြောတာဗျစိတ်ကောင်းရှိတယ်ဆိုတာလောဘဒေါသမောဟကင်းတဲ့စိတ်ဘယ်နေတော့ဆရာပါရဂုရဲ့စာကိုဖတ်တော့လူမာတဲ့အခြေခံအဖြစ်အယောင်တွေရှိတယ်တဲ့အယောင်ကျွန်တော်တို့ဒီပကြီးဆွဲတဲ့သူတွေမှာလည်းအခြေခံအယောင်၃ယောင်ရှိတယ်လို့လူရဲ့အခြေခံအယောင်လောဘဒေါသမောဟပဲတဲ့တခါတည်းလောဘအယောင်ကြီးကတက်လာတာတခါတည်းဒေါသအယောင်တခါတည်းမောဟအယောင်အဲ့ဒါလူရဲ့အယောင်ပဲတဲ့ကောင်းတဲ့အယောင်လဲ10ယောင်ရှိတယ်တဲ့အဲ့ဒါပါရမီ10ပါးကိုပြောချင်တာမခန္တီပါရမီတို့မေတ္တာပါရမီတို့ပညာပါရမီတို့ဝရိယပါရမီတို့အစရှိတဲ့10ပါးကလည်းလူဘဝအတွက်အဲ့ဒီအယောင်ကြတော့ခန္ဓာကိုယ်တောက်စေတာဖယားရောင်ကြီးတော်လွတ်တယ်ဘာညာဆိုတာကအဲ့ဒီခေတ်အဲ့ဒီခါရေးတဲ့စာအရာကျွန်တော်တို့သိတာသို့တော်ဟုတ်တယ်လူတွေမှာလည်းရောင်ကြီးတွေရှိတယ်ဗျတိခဏနဲ့ရောင်ကြီးမေတ္တာတရားရောင်ကြီးပညာရောင်ကြီးကျွန်တော်မနေ့ကအဲ့ဒီစာလေးဖတ်တော့လူတွေမှာအယောင်တွေရှိတယ်သတိမထားမိလို့တချို့အယောင်မိန်တယ်အယောင်မိန်တဲ့လူတွေခင်ဗျားကြည့်လိုက်အဲ့ဒီ10ပါးတွေက10ပါးလုံးမပြည့်စုံအယောင်ကိုမရှိဘူးမှောင်မဲပြီးလူကကြက်သေးရေကိုမရှိဘူးကျွန်တော်အဲ့ဒါလေးဆရာပါရဂုရဲ့စာကိုဖတ်တာဆရာလည်းဟိန္ဒူစာပေကိုသူဘာသာပြန်တဲ့ထင်ပါရဲ့အယောင်ရှိတယ်တဲ့လူမှာကိုရောင်ကိုဝါတောက်တာပေါ့ဖယားကတော့နော်ရောင်ကြီးတော်လွတ်တယ်ပေါ့လူမှာလည်းအယောင်ရှိတယ်ဥမာဆရာမကြီးဒေါက်တာဒေါခင်ခင်ကြီးဆိုရင်အယောင်ရှိတယ်သူ့မှာအယောင်ဘယ်နှယောင်ရှိမှန်းတော့ကျွန်တော်မသိဘူးပေါ့ဗျာသိကြတဲ့အယောင်5 6အောင်တော့ရှိတယ်သူ10ပါးလုံးမပြည့်ဘူးဆိုရင်တော့အမေတော်ဆန်းစုကြည်ဆိုရင်တော်တော်ကိုအယောင်နေများတယ်ဗျဒါကြောင့်မလို့ဝင်းပါနာတကဘာလုံးမှာဟီလာရီကလင်တန်နဲ့တောင်မတူဘူးပေါ့နော်အများကြီးกว่าတဲ့အယောင်နေဟောလူဟာအယောင်ရှိတယ်ဒီဆိုင်အောင်မှာလည်းပဲအချင်းချင်းတွေ့ရင်အယောင်တောက်တဲ့လူရှိတယ်အယောင်မိန်တဲ့သူရှိတယ်တိကန်တတ်တဲ့လူဟာပို့ပြီးအယောင်တောက်တယ်မေတ္တာထားတဲ့သူဟာပို့ပြီးအယောင်တောက်တယ်ဟာဒီလိုပဲပညာတတ်တဲ့လူဟာပို့ပြီးအင်္ဂလိပ်လိုကလည်းမပြောတတ်ဆက်ဆံရေးကလည်းညံ့ဒေါသကလည်းကြီးဆိုခမရအယောင်ဘာဖြစ်တော့မိန်တာသူ့မှာအဲ့ဒီလိုအယောင်တွေသူရှိတယ်သူ့ကိုယ်သူသိခံတယ်ဆင်းရဲခြင်းကိုသိခံတယ်ပညာတတ်တယ်ဆိုစာဖတ်တယ်ဆိုတာပညာကိုအယောင်တင်တာကြောက်ခဲလေးတစ်လုံးပြစ်ဖို့မေ့သွားတယ်ဆိုတာပြန်ပြီးပြစ်တယ်ဆိုတာခန္တီသိခံခြင်းကိုအစားအသောက်ပေါ်မှာသိခံတယ်လောကကြီးမှာတဲ့ဆရာဥရွှေအောင်ရေးဘူးတယ်အနစ်နာခံတဲ့သူနဲ့ဘိုးကြတဲ့သူရှိတယ်ဘိုးကြတာလူတိုင်းမကြိုက်ဘူးအနစ်နာခံတယ်ဒီနေရာမှာမေးစရာရှိတယ်အနစ်နာခံတယ်ဆိုတဲ့နေရာမှာပြန်ခွဲရင်2မျိုးရှိတယ်တဲ့တချို့ဟာတာဝန်အပေါ်မှာအနစ်နာခံတယ်ခံစား권ပေါ်မှာအနစ်နာမခံဘူးတာဝန်ပေးအနစ်နာခံဖို့အစင်သင့်ခံစား권ကြရင်အနစ်နာမခံခြင်းဘူးအနစ်နာခံတာတောင်မှမြင့်မြတ်တဲ့အနစ်နာခံခြင်းဆိုတာတာဝန်အပေါ်မှာလည်းအနစ်နာခံတယ်လို့ခံစား권ပေါ်မှာလည်းအနစ်နာခံတာကမှဖျားလိုချင်တဲ့အနစ်နာခံမှုမျိုးဥပမာဘိုးကျော်အောင်ဆန်းအနစ်နာခံမှုမျိုးဘိုးကျော်အောင်ဆန်းကတာဝန်ပေါ်မှာလည်းအနစ်နာခံတယ်လို့ခံစား권ပေါ်မှာလည်းဒီရှမ်းရုပ်ထဲမှာရောတာဝန်အရအနစ်နာခံတဲ့လူတွေအများကြီးရှိပါလိမ့်မယ်ခံစား권ကြတော့မျက်စောင်းနဲ့ထိုးခြင်းတယ်ငါလောက်လှုပ်ထားတာကွာငါ့ကိုကြည်စမ်းပါအောင်ငါပွိုင်လည်းမတိုးဘူးလို့ပါတော့လာတာဟောကျွန်တော်တို့မှာဒါလူတဘာဝဗျာကျွန်တော်စာဖိုင်ရင်းနဲ့ကိုလည်းမြင်တယ်ကျွန်တော်ကိုယ်တိုင်တာဝန်ပိုင်းအရာအနစ်နာခံတာရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကခံစား권အရာအနစ်နာခံဖို့ဆိုရင်တော်တော်ခက်တယ်ဗျငါတို့ကအသက်ပေးပြီးတိုက်ပွဲဝင်ထားတာဒီမြေတွေငါတို့ရသင့်တာပေါ့ဆိုတော့မခက်ဘူးလားတာဝန်ရအနစ်နာခံပြီးခံစား권ကိုအနစ်နာမခံလို့ဇလန်းတွေကရှုပ်တာဗျလောကကြီးရှုပ်တာအဲ့ဒါပဲအနစ်နာမခံဘူးလားဆိုတော့ခံတယ်ဘာလို့ခံတာလဲအမေတော်ဆန်းစုကြည်ကျတော့တာဝန်ပိုင်းရလဲအနစ်နာခံတယ်ခံစား권ကိုလည်းအနစ်နာခံတာရတွေ့တာဆိုတော့အော်ဘိုးကျော်အောင်ဆန်းတို့ဖျားတို့လမ်းစဉ်ပဲထားတော့သူကသူ့တငယ်ချင်းတွေကိုသူ့ဘဝဇာတ်ကြောင်းပြောပြတာအဲ့ကျတော့သူ့တငယ်ချင်းတွေကိုသူကတစ်မင်းတို့ကြီးပွားခြင်းရင်တစ်စိတ်ကောင်းရှိရတယ်နှစ်ဇာရိတ္တကောင်းအောင်နေရတယ်လူတယောက်ရဲ့ကံကြမ္မာဘေးရင်ဆရာမမင်းနဲ့လူတယောက်ရဲ့ကံကြမ္မာဟာသူ့ရဲ့ဇာရိတ္တပဲသူ့ရဲ့ကိုချင်းတီလာဟာသူ့ရဲ့ကံကြမ္မာပဲ
ဘိုးကျော်အောင်ဆန်းရဲ့ကံကြမ္မာဘိုးကျော်အောင်ဆန်းရဲ့ကိုချင်းတီလာပဲလူတချို့ရဲ့တမိုင်းကံကြမ္မာသူပြုတ်လောက်ခဲ့တဲ့ဇာတိတာပဲဒီထဲမှာလည်းလူတွေအများကြီးပါခမည်းတော်ရဲ့ဇာတိတာခမည်းတော်ရဲ့ကံကြမ္မာနော်တူကိုတော့လူတိုင်းတော့ကိုယ့်အကြောင်းကိုအသိဆုံးလေတစ်ကျွန်တော်စာလုံးလေးတွေပဲစီပြောမယ်တစ်စိတ်ကောင်းနှစ်ကတော့ဇာတိတာကောင်းရမယ်ဒါကျွန်တော်အက္ခရာတွေကနေကျွန်တော်ရှာပြီးဖတ်လာတာကူလာတာနောက်တစ်ခုစီကံရှိရမယ်လူတော်တော်များများစီကံမရှိဘူးကျွန်တော်ဒီအဆောက်အအုံပေါ်တက်လာတဲ့စီကံရှိတယ်သူ့နေရာမှာသူ့ပစ္စည်းရှိတဲ့နေရာမှာရှိတယ်လူလိုပေါ့ဗျာလှတဲ့မိန်းမရှိတယ်မလှတဲ့မိန်းမရှိတယ်လှတဲ့ယောက်ျားရှိတယ်မလှတဲ့ယောက်ျားရှိတယ်ကဲနှာခေါင်းဆိုပါစို့ကျွန်တော်နှာခေါင်းဒီတဲ့ကြီးနေကြည့်ကောင်းမလားရှိတဲ့နေရာမှာရှိတဲ့အရွယ်စားအတိုင်းရှိတော့ကြည့်ကောင်းတာပေါ့စပင်းများရှိတဲ့နေရာမှာရှိတော့သိကြည့်မကောင်းခြင်းဘူးတွေ့ကြည့်လေဒီနေ့ပြစပင်းရှည်ခင်ဗျဖိတ်နည်းနည်းလေးပြကေလေးကောင်းရင်ပိုကောင်းမှာပေါ့ဟောရှိတဲ့နေရာမှာရှိတဲ့အရာကရှိတဲ့သလားရှိတာအလှဗျလှတယ်ဒီအဆောက်အုံကြီးရှိတဲ့နေရာမှာရှိတဲ့အရွယ်စားအတိုင်းရှိတယ်လောကကြီးမှာလဲစီကံဆိုတာအဲ့ဒါပဲကျွန်တော်တို့တိုင်းပြည်မတိုးတက်ရတာစီကံမရှိလို့လူတွေမတိုးတက်ရတာစီကံမရှိလို့ပြောရင်မကြိုက်ချင်ဘူးကျွန်တော်တို့တစ်စိတ်ကောင်းရှိနှစ်စရိတ်တကောင်းအောင်မယ်သုံးစီကံရှိရမယ်လေးစကားကိုပြောသင့်မှပြောပါစကားပြောသင့်မှပြောဆိုတော့ Facebook မှာလဲလေ post တွေတင်သင့်မှတင်ပါအဲ့လိုအဓိပ္ပာယ်ပါတယ်နော် share သင့်မှ share ပါ comment ပေးသင့်မှပေးပါလို့လည်းပါတယ်နော်စကားပြောသင့်တဲ့လောက်ပဲပြောသင့်မှပြောကျွန်တော်တို့ကအခုစကားတွေမပြောသင့်လဲ post လည်းမတင်သင့်လဲတင်တော့မျက်စိနောက်ပြီးအလကားနေအမုန်းခံရတာကိုယ်စရိတ်ကိုစားကိုယ်ပစံကိုကုံပြီးပတ်စံလဲပွန်ဖုန်းလဲပွန်အချိန်လဲပွန်ပြီးရင်အမြင်ကခံရတာဒီနေ့ဖြစ်နေတဲ့ခေတ်စဉ်းစားကြဖို့ပါစကားကိုပြောသင့်မှပြောနံပါတ်5စကားမရှုပ်ပါနဲ့မကြီးဝါတဲ့သူတွေသွားကြည့်စကားတအားရှုပ်တယ်ကျွန်တော်စကားတိုက်ဆိုင်သွားရင်တော့ခွင့်လွတ်တော်တော်များများစကားတော်တော်ရှုပ်တယ်ကျွန်တော်တို့ယောက်ျားသားတွေလည်းရှုပ်တယ်နော်မိန်းမသားတွေကြီးရှုပ်တယ်မထင်နဲ့ယောက်ျားသားတွေများဘီယာဆိုင်သွားကြည့်တစ်ခွက်လောက်ဝင်ပြီးဆိုစပြီးစကားရှုပ်မင်းဒီကောင်အကြောင်းသိတယ်မို့လားတော့ဘာလို့ဇာလန်းစားတာပဲ Facebook မှာကြည့်လိုက်ဆဲဆိုနေတဲ့သူတွေလေဘယ်အချိန်ဆဲတယ်ထင်တော့အရက်ဆိုင်ထိုင်ပြီးဆဲနေတာအရက်လေးတောက်လိုက်တကယ်ရင်း6ရောက်ပထမတော့အချင်းချင်းပြောပြီးငြိမ်သွား Facebook ပို့ရင်းနဲ့တောက်လိုက်ဆဲလိုက်တောက်လိုက်တောက်လိုက်ဆဲလိုက်နဲ့အတောက်ဆဲလို့ခေါ်တယ်ဟုတ်တယ်စကားမရှုပ်ပါနဲ့နံပါတ်6စာဖတ်ပါကဲစာဖတ်ပါဆိုလို့မေးရအောင်မယ်ဒီမှာလူကြီးတွေပါမယ်မိဘတွေပါမယ်သားသမီးတွေကိုစာမဖတ်ဘူးလို့ခင်ဗျားတို့ပါဇက်ကပြောဘူးလားပြောဘူးလားဆရာရဲ့ဒီကလေးတွေစာမဖတ်ဘူးဆရာရဲ့ကလေးတွေလေစာမဖတ်ကြဘူးကျွန်တော်လူကြီးတွေရောဖတ်လို့လားကလေးတွေစာမဖတ်ဘူးလို့ပြောတာငါတို့လဲစာမဖတ်ကြလို့နားလည်းပေးမကောင်းဘူးလားကျုပ်တို့ကိုယ်တိုင်ကိုရီးယားကကြည့်တော့ကလေးလည်းဂိမ်းဆော်တာပေါ့ဗျာရှင်းလေးပါပဲအဖေအရက်တော့တားလည်းအရက်သမားဖြစ်တာပေါ့အဖေမေစာဖတ်ရင်သားသမီးလည်းလူငယ်တွေစာမဖတ်ဘူးလို့ပြောနေသေးတယ်လူကြီးတွေစာမဖတ်သေးဘူးလို့ဝန်ခံရရောက်တယ်ဒါကြောင့်နံပါတ်6စာဖတ်ပါနံပါတ်9စိတ်ရှည်ပေးရတယ်လူတော်များများစိတ်ရှည်ခြင်းအောင်ဆောင်တယ်တကယ်စိတ်မရှည်ဘူးဗျကျွန်တော်လည်းစိတ်မရှည်ဘူးစိတ်ရှည်ပေးပါနံပါတ်8စောစောထားပါဘလောက်ပဲခင်ဗျားတို့အေးအေးပြက်ပြက်စောစောကြီးထားပေးပါပြီးမှပြန်အိတ်ချင်အိတ်ပါခဏတစ်ဖြုတ်လာစောစောထားပါကြီးဝါတိုးတက်တဲ့သူတွေတထေးတော်များများမနဲ့အစောကြီးထားတာကိုတွေ့ရတယ်ဘလောက်အလုံးများဒါကျွန်တော်သတိပြုမိတယ်ချမ်းသာနေတဲ့သူတွေဟာအိတ်ချိန်လျှော့ပြီးအလုံးလုံးချိန်များတယ်စောစောထားရတယ်အခုကျွန်တော်စောစောထားလားဆရာရဲ့စောစောမထားပြပါဘူးညအချိန် Facebook ကြည့်တာအချိန်လွန်သွားလို့ကြုံလို့ပြောရအောင်မယ်ကျွန်တော်အိမ်မှာဆွန့်ခံတဲ့ကိုတော်လေးတွေရှိတယ်ခါလေးကဆွန့်လောက်မလို့မျောတာလေးမလာဦးရေ2ရက်3ရက်ကို့မှာသူ့မျောရတာကိုယ်လည်းအလွန်အင်မတန်ရင်းနှီးပါတယ်လေးလောက်နေမှပေါ်လာတယ်သူကအရှင်ဘုရားလို့တပည့်တော်မနေ့ကမျောနာဗျ2ရက်ရှိပြီအရှင်ဘုရားမကြွလို့အရှင်နေမကောင်းလားကောင်းပါတယ်တခါကြီးတယ်အရှင်ဘာလို့မကြွရလဲဆိုတော့ရည်တယ်
ညာအေးပြတယ်ပြတယ်3နာရီလောက်ကြာတယ်ပြတယ် post တင်နေတာရိုက်နေရတာနဲ့မနဲ့မနိုးတော့ဥစဉ်မကြွဘူးအရှင်မြတ်ရှောင်းတော်ဗျာလို့စွန့်ခံမို့တော့သူ့မြမထနိုင်ရှာဘူးအေးရေးပြတ်သွားလို့အရှင်မြတ်ရှော့ပါအောင်ဗျာလို့ကြုံလဲရှော့တာပဲတဲ့မကောင်းမှန်းသိတယ်မရဘူးတဲ့တအားဆွဲတယ်တဲ့ကလေးတွေဂိမ်းဆွဲတာမပြောနဲ့ကျုပ်တို့လည်းဆွဲတယ်တဲ့မှန်တယ်ဒါပြောချင်တာကတော့ကျွန်တော်စောစောလေးထားပေးပါစောစောထားခြင်းအပြင်အလုပ်တွေအစောကြီးပြီးတာပေါ့နောက်ဆုံးတစ်ချက်ကတော့စိုက်ပျိုးရေးကိုဝါသနာပါရတယ်ဒီအချက်၉ချက်ဟာကြီးပွားနေတဲ့သူတွေနေ့စဉ်လုပ်တဲ့အလုပ်တွေပဲစိုက်ပျိုးရေးဝါသနာပါတော့မသိဘူးကျွန်တော်တို့တစ်ပင်နဲ့ပတ်သက်ရင်ကျွန်တော်ရိုးလေးမေးမယ်အိမ်မှာထမင်းချိန် gas မိဖို့နဲ့ချက်တဲ့သူဘယ်နှယောက်ရှိလို့တော့ဒီမှာလူ100ရှိရင်100လုံး gas နဲ့မချက်ပါဘူး10ယောက်လောက်ပဲချက်မှာပါကျွန်တော်လုံးထင်းမိသွေးကိုတစ်ပင်တွေတော်တော်များများကိုကျွန်တော်တတ်ပြီးပြီနော်ကျွန်တော်စားနေတဲ့အသီးရွက်မှန်သမျှတစ်ပင်တွေပဲတစ်ပင်တွေတော်တော်များကျွန်တော်တတ်ပြီးပြီနော်တစ်ပင်တတ်တဲ့သူကကျွန်တော်တို့တစ်ပင်အပင်ထောင်လောက်တတ်ပြီးပြီအပင်10ပင်လောက်ရှင်အောင်မဆိုင်တင်ဘူးလားကျွန်တော်လူတွေအဲ့လိုတစ်ပင်ကျေးဇူးကိုသိလိုက်တိုက်ကဘာကြီးလောက်ကြီးဒီတဘာပဝန်းကျင်ပြည့်စရာအကြောင်းမရှိဘူးထားတော့စိုက်ပျိုးရေးကိုဝါသနာပါရတယ်ဒါကတော့ကျွန်တော်အဲ့ဒီသူဖတ်တဲ့စာတွေကကျွန်တော်စကလုံးလေးကောက်အောင် gist ထုတ်ကြည့်လိုက်တာဒါကကြီးပွားရတဲ့အချက်ပဲဒီလိုပဲ I am the best ဖြစ်ချင်တယ်ငါမှာရှိတဲ့စွမ်းအားတွေအသုံးချခြင်းနဲ့ဆိုရင်ကိုမေးရမယ်မေးခွန်းရှိတယ်ငါလူညံ့လားငါလူတော်လားငါ the best လားမေးတဲ့မေးခွန်းတွေကိုမေးရမယ်မေးခွန်းရှိတယ်ပထမဦးဆုံးမေးတင်တာတော့ငါလောကကြီးကိုအပြစ်မြင်တတ်တဲ့သူလားလို့ကိုမေးရမယ်တော်တော်များများလောကကြီးကိုအပြစ်ဖြစ်မြင်တယ် negative နဲ့မြင်တတ်တယ်နေထွက်တာပဲကွာအလောက်ကလောကအောင်တော့မှာကွာဟောလာပြီသူဇလန်းနေထွက်တာစပြီနေထွက်တာကောင်းတာပေါ့အဇလန်းစပြီပြောချင်တာကိုကလောကကြီးကိုအပြစ်မြင်တတ်တဲ့သူကလူညံ့လောကကြီးထံတင်ယူတဲ့လူကလူတော်ပဲကျွန်တော်တို့ကတင်ယူစရာတွေအများကြီးပဲဒီကနေ့ကစာပေဟောပြောဝဲရလို့မဟုတ်ဘူးတင်ယူမှုတစ်ခုဖြစ်တယ်ကျွန်တော်ဒီအစောအုံနဲ့ဝင်လာတယ်ကျွန်တော်တင်ယူမှုတွေအများကြီးဟာလောကကြီးဟာအပြစ်မြင်ဖို့မဟုတ်ဘူးတင်ယူဖို့သာဖြစ်တယ်နှစ်လူတော်များများတစ်ဖက်လူရဲ့အားနည်းချက်ကိုပဲကြည့်တယ်အဲ့ဒါလူညံ့တွေပဲတစ်ဖက်လူရဲ့အားသာချက်ကိုကြည့်တတ်တဲ့သူကလူတော်ပဲအားသာချက်ကိုမမြင်တော့သူ့ကိုဘယ်လိုအသုံးချမှန်းမသိတော့ကိုကြည့်ထောက်တော့ကိုရှုံးတာပေါ့အိမ်မှာသားသမီးတွေရှိတယ်သားသမီးအားသာချက်ကိုမြင်နေမိပါတက်တာတယ်ဟုတ်တယ်မလားတချင်းဆိုနေသမီးရဲ့တပည့်စီလိုက်တချင်းဆိုပါလားဟဲ့ဟာအမေဆိုပြမယ်တပည့်စီကိုဂီတာလေးလှုပ်လိုက်မိုက်ခရိုဖုန်းလေးလှုပ်လိုက်အမေကပေါ့ပြလိုက်သမီးလည်းအဲ့လိုပေါ်တော်လှည့်ပြီးသွားရောဆိုလိုချင်တာတော့တပည့်လူရဲ့အားသာချက်ကိုမြင်ရင်အဲ့လိုကလူတော်ပဲ the best ပဲခန်းညံ့ညံ့လူကအမြဲတမ်းတိမ်ငယ်စိတ်နဲ့ဘိုးကြတတ်တယ်လောကကြီးမှာဘိုးကြတဲ့သူတွေကတိမ်ငယ်စိတ်ကြီးလေဘိုးကြစိုးမိုးလေပဲတိမ်ငယ်စိတ်ကြီးလေထုတ်ထားလက်နဲ့ကိုကင်လေပဲတိမ်ငယ်စိတ်ကြီးလေမျက်နှာထားကြီးတင်းထားလေပဲဒါကြောင့် the best မဖြစ်တဲ့သူတွေကတိမ်ငယ်ပြီးတော့ဘိုးကြတတ်တယ်ဟုတ်တယ် the best ဖြစ်တဲ့သူတွေကတော့ကိုစွမ်းနိုင်သလောက်ကိုညီပြီးတော့ကိုအမြဲတမ်းနှိမ့်ချပြီးတပတ်သားထံကနေလေ့လာသင်ယူတယ်ဒီလိုပဲခန်းညံ့ညံ့လူတွေကအတိတ်ထဲမှာရှိတဲ့အကြောင်းအရာတွေအာဃာတတွေနဲ့နေတိုင်းစဉ်းစားနေတာအတိတ်ရဲ့အာဃာတထဲမှာမထွက်တော့ဘူးကျွန်တော်တို့ကဒီကောင်ကကိုဟိုတုန်းကဘယ်လိုလုပ်ခဲ့တာတရားကမထွက်တော့ဘူးဒါညံပြင်းသွားတဲ့အကြောင်းကအဲ့ဒါပဲအဲ့ဒီလိုမဟုတ်ဘူးလူတော်တွေကအတိတ်ထံကနေသင်ယူတယ်ငါချဲထိုးလို့မွဲခဲ့ပြီးပြီအဲ့တော့ဒီကနန်းလေးထိုးလိုက်ရမှာဒါခင်ဗျဆက်တခါဆက်မွဲမဲ့သဘောပဲငါမထိုးတော့ဘူးတော်ပြီအတိတ်ထံသင်ယူတာကျွန်တော်မသင်ယူဘူးနော်ကျွန်တော်လူတွေခက်နေတာဒီလိုပါပဲလူတော်များများမင်းမရှိလဲရတယ်ကွာဆိုတော့လူညံ့လို့သာမှတ်တော့ဒီမှာလင်မယားတွေပါရံပြဘူးတယ်မလားယောက်ျားနင်မရှိလဲရတယ်ဆိုစိတ်ချခင်ဗျဒုက္ခပြီးသားမှတ်တော့လောကကြီးမှာမင်းမရှိလဲရတယ်လို့မပြောနဲ့အဲ့ဒါခန်းညံ့ညံ့လူတွေရဲ့အတွေ့မင်းမရှိလဲရတယ်လို့မပြောပါနဲ့
မင်းဟာငါအတွက်အင်အားတစ်ခုပါပဲလို့အမြဲပြောပြပါကျွန်တော်အဲ့လိုပြောဖို့ခက်တယ်အိမ်တော်မကြသေးဘူးအပြိုကြီးဘာလို့အပြိုကြီးဖြစ်လဲဆိုရီးစားပေါ်မှာနင်မရှိလဲရတယ်ဆိုနောက်တစ်ယောက်ထားပြနင်မရှိလဲရတယ်နဲ့အသက်က40ဖြစ်လာတာနေရငါအတွက်အင်အားပါပဲကွယ်ဆိုပြီးသွားပြီလေကျွန်တော်ရှိမှခက်နေတာမင်းမရှိလဲရတယ်ဟာဗမာပြည်မှာမရဘူးဗျစစ်တပ်ကြီးမရှိလို့လဲမဖြစ်ဘူးဗျတိုးတော့ရှိတဲ့လောက်ပါတဲ့လောက်တော့ပါရမှာပေါ့နေရာတိုင်းတော့မပါသင့်ဘူးပေါ့ဗျာခရိုနီတွေလည်းမပါလို့မရဘူးဗျပါတဲ့လောက်တော့ပါရမယ်စာရေးဆရာတွေလည်းပါတဲ့လောက်တော့ပါနေရာတကာမပါနဲ့လေခမရတို့လည်းပါတဲ့လောက်တော့ကချင်လည်းပါတဲ့လောက်ပါရှမ်းလည်းနေရာတွေပါလို့ဘယ်ရမလဲဗျကျွန်တော်တို့ကနေရာတကာတိုင်းဖြစ်နေတာမင်းမရှိလေရတယ်ငါးကြီးလုံးမယ်ဆိုတော့ဘယ်အလုပ်ဖြစ်မလဲထားတော့ဒီလိုပဲလူတော်တော်များများမြားပြစ်တယ်လို့ပဲလင်းနဲ့မြားမှာပြစ်လိုက်ရင်မြားကိုစွန့်ပစ်လိုက်တာအဲ့လိုမျိုးမလုပ်ရပါဘူးလူတွေကိုမြားတစင်းလို့သဘောမထားပါနဲ့လူတွေကိုလေတကွန်လေးလို့ပဲသဘောထားပါသူကကိုယ်ထံထွက်ပြေးသွားတာမဟုတ်ဘူးအဝေးတော့အဝေးကြီးပဲသူနဲ့ကိုကြားထဲမှာအဆက်အသွယ်အမြဲတမ်းရှိတယ်လေစွန့်မပစ်ပါနဲ့လူတွေကိုလေကွန်လေးလို့သဘောထားပေးပါခက်ညံ့ညံ့လူတွေကကိုတက်ချောင်းသိပ်ကြွားတယ်အလွန်ကြွားတယ်စပယ်ရှယ်ကြွားတယ်အဲ့ဒါခက်ညံ့ညံ့လူတွေသာမှတ်တော့အကြွားလေးနဲ့ဝင်လာပြီဆိုခက်ညံ့ညံ့လူသာမှတ်တော့တော်တော်များများကြီးပွားတိုးတက်တဲ့သူတွေကမကြွားဘူးလေ့လာတယ်သင်ယူတယ်လေ့လာမှုသင်ယူမှုကိုပဲဘဝလို့အောင်းပင်ကြတယ်ခက်ညံ့ညံ့လူတွေကလူတွေမျက်ရည်ကျတယ်ဆိုရင်မျက်ရည်ကျတာကိုမြင်ပြီးကျေနပ်နေတတ်တယ်ခက်ညံ့ညံ့လူတွေနော်လူတွေကြာဆုံးသွားတယ်မျက်ရည်ကျတယ်ဆိုဟဲ့နင့်ငါသနာတော်ဟဲ့ချင်းလိုက်ဒီကောင်မနဲ့တောင်နဲ့သေးတယ်လို့လာတာမဟုတ်ပါဘူးလူတော်တွေကတော့သူများပျော်နေတာကိုကြည့်ပြီးကိုကပျော်ပေးတယ်သူများမျက်ရည်ကျတာကိုမြင်လေထတ်တူထတ်မြဝမ်းနေပေးတယ်ဒါတော့ I am the best ဖြစ်ဖို့ပါပြောချင်တာကတော့လူတစ်ယောက်ဟာမိမိကိုယ်ကိုမိမိလေးစားစရာအကောင်းဆုံးသူဖြစ်အောင်နေရမယ်အဲ့ဒီထဲမှာပါတဲ့အကြောင်းအရာတွေကအခါသူဆိုတဲ့တခြင်းလေးတစ်ပုဒ်ရှိတယ်အဲ့လေးကိုကျွန်တော်ဝေထားတယ်အဲ့ဒါအခါအမြဲတမ်းဒီဆိုတဲ့တခြင်းလေးရှိတယ်တဲ့အဲ့ဒီတခြင်းလေးကိုကျွန်တော်ကစာသားလေးရအောင်ထုတ်ထားလိုက်တယ်ဘဝဆိုဒီမှာဝိုးဟိုဘဝဆိုဒီမှာဝိုးဟိုအများသူငါအတိုင်းပဲနေထိုင်ငါအသက်ရှင်လောကအလယ်မှာဘဝဆိုတာစိန်ခေါ်ခြင်းပဲပြေးတွေ့လိုက်ပါတိုက်ပွဲပါပဲရင်ဆိုင်လိုက်ပါဝမ်းနေစရာပဲကြော်လွှားလိုက်ပါပု္ပ္ပာလိုပဲအဖြေရှာလိုက်ပါဘဝဆိုဒီမှာဝိုးဘဝဆိုဒီမှာဝိုးအမြာသူငါအထိုင်ပဲနေထိုင်ငါအသက်ရှင်လောကအလယ်မှာဘဝဆိုတာပျော်ရွှင်ခြင်းပဲဝေမျှလိုက်ပါအခွင့်အရေးတစ်ခုပဲယူငင်လိုက်ပါအချစ်ဇလံပဲခံစားလိုက်ပါတချင်တပုတ်လိုပဲတီးဆိုလိုက်ပါဘဝဆိုဒီမှာဘဝဆိုဒီမှာဝိုးအမြတ်သူငါအတိုင်းပဲနေထိုင်ငါအသက်ရှင်လောကအလယ်မှာဘဝဆိုတာတာဝန်တစ်ခုပဲ
ရွယ်လိုက်ပါခရီးတစ်ခုပါပဲပြင်ဆင်လိုက်ပါစွန့်စားခြင်းပါပဲဆင်နွယ်လိုက်ပါကစားပွဲတစ်ခုပဲရှင်ပြိုင်လိုက်ပါဘဝဆိုဒီမှာဝိုးဘဝဆိုဒီမှာဝိုးအများသူငါအတိုင်းမဲ့နေထိုင်ငါအသက်ရှင်လောကအလယ်မှာဘဝဆိုရာကဲအဲ့တချင်းကိုအတူဆိုပြီးညီကုန်းချုပ်မယ်နော်ဘဝဆိုဒီမှာဘဝတိုက်ပွဲပါပဲရှင်ဆိုင်လိုက်ပါဝမ်းနေစရာပဲကြော်လွှမ်းလိုက်ပါစာလို့ပဲအပြေရှာလိုက်ပါဝါစုဒီမှာအားလုံး the best ပါစေ